တခါတော့ငါပေါ့ကွယ်ရန်ဘရကာဆိုတဲ့လူတစ်ယောက်ရှိပါတယ်သူကသူ့သားရာကီနဲ့သူ့သမီးဆူနီတာတို့နဲ့အတူရွာတရွာမှာနေကြတာပေါ့ကွယ်သူတို့မိသားစုကပျော်စရာရမ်းကိုကောင်းကြပါတယ်တနေ့တော့သူ့သမီးဆူနီတာကရုတ်တရက်သတိလစ်ပြီးမင်မျောသွားပါတယ်ဆူနီတာဘာဖြစ်တာလဲလမ်းရှောင်ရင်းနဲ့ဘာလို့လဲကျသွားတာလဲမျက်လုံးဖွင့်မအောင်ဆူနီတာအဖေဆူနီတာဘာဖြစ်တာလဲသူဘာလို့သတိလစ်သွားတာလဲရာဂိသူ့ကိုအမြန်မှပြီးတိုင်းရင်ဆေးဆရာစီခေါ်သွားရအောင်ဒီလိုနဲ့ပဲရာဂိနဲ့ရန်ဘရကာတို့ကဆူနီတာကိုပွေပြီးဆေးဆရာစီကိုသွားကြတော့တာပေါ့တမားတော်ကစမ်းသက်ပြီးပြောပါတယ်ရန်ဘရကာမင်းရဲ့သမီးကအစားအစာတွေမှာအစိတ်မိထားတယ်ဘယ်လိုပြောလိုက်တာလဲဆရာရဲ့အဖေခုနကတော့ငါဆူနီတာနိုးထမင်းစားနေတာတွေ့လိုက်တယ်နိုးထမင်းဟုတ်လားနိုးထမင်းကအိမ်မှာမချက်ဘူးလေကြည့်ရတာတယောက်ကနိုးထမင်းနဲ့အစိတ်တက်ပြီးသူ့ကိုကျွေးလိုက်တယ်ထင်တယ်တမားတော်သူ့ကိုကယ်ပေးပါဘယ်နည်းနဲ့ဖြစ်ဖြစ်သူ့ဘိုက်တွေကအစိတ်ထုတ်ပေးပါဆရာရာဂိသူ့အတွက်ဆေးမြစ်တွေရဖို့အရန်ခက်ခဲတယ်ဆရာကြီးသူ့အတွက်ဘလောက်ပဲခက်ခဲတဲ့ဆေးမြစ်ဖြစ်နေပါစေကျွန်တော်ယူလာပေးပါမယ်ကျွန်တော်ကိုလမ်းသာညွှန်ပေးလိုက်ပါရာဂိငါတို့ရွာပြည်အနောက်ဘက်မှာအရန်မြင့်တဲ့တောင်တစ်လုံးရှိတယ်တောင်အောက်မှာချောင်းကြီးတစ်ခုရှိတယ်အမှအမဲအောင်ချောင်းတစ်ခုစီးဆင်းနေတယ်အဲ့ဒီချောင်းတွေကကြာပန်းအနှဲ့ရောင်ရဲ့အရေကိုညှစ်ပြီးတိုက်လိုက်ရင်စူနီသားကတက်တာလာလိမ့်မယ်အဲ့ဒါဆိုငါသွားယူခဲ့မယ်လေအဲ့နေရာကိုသွားတာဘာများခက်နေလို့လဲကြာပန်းနဲ့သွားယူတာအဲ့လောက်မခက်ဘူးဒါပေမဲ့အဲ့ဒီတော်ထဲမှာစုံတရဲတွေရဲ့နေရာပဲအဲ့ဒီတော်တွေကိုသွားတဲ့သူတွေတရားမှပြန်မလာနိုင်ကြဘူးလေဘာလို့လဲဆိုတော့အဲ့ဒီဂျပန်အနက်ကိုစုံတရဲတွေစောင့်ရှောက်ထားတာဘသူကိုမှဂျပန်အနက်နာသွားခွင့်မပေးဘူးဘာမှမဖြစ်ပါဘူးဆေးဆရာကြီးအဲ့ဒီဂျပန်ရဲ့ရေကိုငါရအောင်သွားယူပေးပါမယ်အဖေမသွားရဘူးအဲ့ဒီဂျပန်ကိုငါရအောင်ယူခဲ့မယ်အဖေဆူနီသားနားမှာပဲနေပါဆူနီသားအဖေကိုလိုအပ်တယ်လေဒါပေမဲ့သားရဲ့အဲ့ဒီတော့ကအန်ရရမ်းများတယ်အဲ့ဒီကိုသွားရင်အန်ရမျိုးစုံနဲ့ကြုံလာနိုင်တယ်အဖေသားညီမတို့ကဘလို့အန်ရမျိုးဖြစ်ဖြစ်ရင်ဆိုင်ပါမယ်ဂယူးဆိုင်ပြီးတတိနဲ့သွားပါသားဒီလိုနဲ့ရာကီကတောရဲကိုထွက်သွားခဲ့ပါတယ်တောနက်ထဲရောက်တော့ငှက်ဆိုးထိုးစံတွေကိုကြားနေရတော့တာပေါ့ကွယ်ကြောက်ကြောက်နဲ့ပဲသူရှေ့ဆက်ပြီးသွားခဲ့တာပေါ့သွားရင်နဲ့ညနက်လာခဲ့ပါတယ်ဒီကျိုးကတောရဲဘလို့လို့ရောက်နေရတာလဲအဲ့လိုပြောပြီးကျိုးကိုလက်နဲ့ထိလိုက်တော့ကျိုးကအသက်ဝင်လာပြီးမွေဖြစ်သွားခဲ့တော့တာပေါ့ရာကီကလည်းကြောက်ပြီးလက်ထဲကမွေကိုလွှတ်ချပြီးပြေးသွားခဲ့ပါတယ်ဒီလိုအမောင်ထဲမှာတောရဲသွားဖို့အရန်အနေများတယ်မိတို့လုံးမရမယ်ကြောက်ခဲတွေကိုချစ်ပြီးတစ်ကိုင်းနဲ့မိတို့လှုပ်ပြီးတောရဲကိုသွားလိုက်တော့တာပေါ့သွားရင်နဲ့ချောင်းမဲနားကိုရောက်လာခဲ့ပါတယ်တော်သေးတယ်ငါချောင်းမဲတွေကဂျပန်ရှိတဲ့နေရာရောက်လာတယ်အခုငါဂျပန်ရေယူပြီးစူနီသားရဲ့အသက်ကိုကယ်ရမယ်ဒီမှာလေရန်တိုက်လာတယ်ဘလို့ဖြစ်လို့ရုတ်တရက်လေရန်တိုက်လာရတာလဲအဲ့လိုပြောပြီးတော့သူ့ရဲ့နောက်မှာတယောက်ယောက်ဖြတ်သွားသလိုခံစားလိုက်ရတာပေါ့ကွယ်ဒီလိုတောနက်ထဲမှာဘသူရောက်နေရလဲငါရဲ့နောက်ဘက်ကနေတယောက်ယောက်ဖြတ်သွားသလိုခံစားလိုက်ရတယ်ဒီနားမှာဘသူမှလည်းမရှိပါဘူးသူ့ရဲ့ဘေးဘက်လေကိုကြည့်လိုက်တော့လေဘသူကိုမှမတွေးခဲ့ပါဘူးအဲ့ဒီအချိန်မှာစုံမတကောင်ကရီပြီးပြောပါတယ်ဟာမင်းကဘသူလဲပြီးတော့ဒီတောရဲကိုဘာလာလောက်တာလဲစုံမကိုတွေ့ချင်းရာကီကကြောက်သွားခဲ့တော့တာပေါ့ကွယ်ဒါပေမဲ့တက်တိမွေးပြီးသူရက်နေခဲ့ပါတယ်မင်းမတူလဲငါ့ကိုခြောက်ပြီးလန့်အောင်ဘာလို့လုပ်နေရလဲငါမင်းကိုအရင်မေးတာမင်းကဘယ်သူမို့လို့ဒီတောရဲကိုလာရတဲ့တက်တိရှိရတာလဲဘယ်သူမှဒီနေရာကိုရောက်အောင်မလာနိုင်ဘူးဒီနေရာကစုံတရဲတွေနေတဲ့နေရာဟုတ်တယ်နော်ငါဘယ်ဆုံးတရဲမှမကြောက်ဘူးမင်းကဘာလုပ်လဲဘာလို့ဒီလိုတက်တိမျိုးနဲ့ငါ့ကိုပြန်ပြောရဲတာလဲငါဆုံးမဆိုတာမင်းမသိဘူးလားမင်းကိုတက်ပြီးအပိုင်းပိုင်းကိုက်စားလိုက်မယ်ငါနာမည်ရာကီပါငါညီမတို့ဒီနေရာကိုလာခဲ့တာပဲညီမလေးအတွက်ဟုတ်လားငါတိတ်သဘောမပေါက်ဘူးငါညီမဆူနေတာကိုတရားရောက်ကအစိတ်ခတ်လိုက်တယ်လေအဲ့ဒီစိတ်က
ချောင်းမဲတွေကကြာပန်းရည်ထဲမှာကုလို့ရတာအဲ့ဒါကြောင့်ငါဒီချောင်းမဲတွေကကြာပန်းရည်ကိုလာခဲ့တာအဲ့ဒီရည်ထဲမှာသူ့အသက်ကယ်နိုင်မှာမဟုတ်လို့ပါ စုံမကြီးဟာအဲ့ဒီအကြောင်းတွေကြတော့တခုခုကိုစဉ်းစားလိုက်ပါတယ်ပြီးတော့ပြောပြလိုက်တော့တာပေါ့ရာဂိမင်းညီမကိုမင်းရဲ့အိမ်နီးနာချင်းလာလစ်ဆိုတဲ့သူကအစိတ်ခတ်ပြီးကျွေးလိုက်တာသူကမင်းတို့မိသားစုတွေကိုအေးစကြံပြပြရွှင်ရွှင်နေနေတာကိုမနာလိုလို့လှုပ်လိုက်တာ မင်းပြောတာငါဘယ်လိုယုံရမှာလဲ မင်းငါစကားကိုမယုံတာကအရေးမကြီးဘူးအခုမင်းညီမစူနီသားရဲ့အသက်ကိုကယ်ဖို့အရေးကြီးတယ်မင်းတို့မောင်နှမတွေချစ်ကြတာကိုတွေ့တော့ဝမ်းသာတယ်မင်းကြပန်းနဲ့ယူသွားပြီးမင်းညီမကိုကုပေးလိုက်ပါဒါပေမဲ့တခုတော့ရှိတယ်မင်းငါကိုလှုပ်ပေးရလိုက်မယ် ငါမင်းလောက်ခိုင်းတာအကုန်လုပ်ပေးဖို့အစင်သင့်ပါပဲ မင်းငါနဲ့မင်္ဂလာဆောင်မယ်လို့ဂတိပေးမှငါမင်းကိုဒီကြပန်းပေးနိုင်မယ်ငါမင်းရဲ့စိတ်ထားကိုအယမ်းသဘောကျတယ်အဲ့ဒါကြောင့်မင်းငါနဲ့မင်္ဂလာဆောင်ရမယ် ငါညမတို့ကဘာမဆိုလုပ်ဖို့အစင်သင့်ပါပဲအခုလာမယ်လာပြီးညမှာငါအိမ်ကိုလာခဲ့ပါငါမင်းနဲ့မင်္ဂလာဆောင်ပေးမယ် စုံမကကြပန်းယူပြီးသူ့ကိုပေးလိုက်ပါတယ်ရာဂီကကြပန်းယူပြီးပြန်သွားလိုက်တော့တာပေါ့ကြပန်းရဲ့ရေကိုညစ်ပြီးဆူနီသားရဲ့ပါးစပ်ထဲကိုထည့်ပေးလိုက်တော့ဆူနီသားဟာတတိပြန်ရလာခဲ့ပါတယ်ပြီးတော့ရာဂီကစုံတည်းမနဲ့မင်္ဂလာဆောင်ဖို့ဂရိပေးခဲ့တာတွေကိုအားလုံးကိုပြောပြခဲ့တော့တာပေါ့ အမလေးရာဂီရေဘလို့ဂရိတွေပေးခဲ့တာလဲစုံမတယောက်နဲ့မင်္ဂလာဆောင်ဖို့ဆိုတာဘလို့လို့ဖြစ်နိုင်မှာလဲငါညမရဲ့အသက်ကပိုရေးကြီးတယ်လေငါညမအတွက်ဆိုရင်စုံတဲမနဲ့မင်္ဂလာဆောင်ဖို့အစင်သင့်ပါပဲဘာတွေပဲဖြစ်လာဂိမ်းမဆိုင်ဘူးငါကုန်ရင်ဆိုင်ပါမယ် ဒီလိုနဲ့ပဲလာပညာရောက်တော့ရာဂီအိမ်ကိုစုံမရောက်လာတော့တာပေါ့ရာဂီဒီနေ့လာပညာရောက်ပြီငါမင်းနဲ့မင်္ဂလာဆောင်ဖို့လာခဲ့ပြီငါတို့မင်္ဂလာဆောင်ကြမယ် ကောင်းပြီငါတို့မင်္ဂလာဆောင်ကြမယ်ငါညမလည်းတက်တာသွားပြီဆိုတော့မင်းကိုပေးခဲ့တဲ့ဂရိကိုငါမှတ်မိပါတယ် ဒီလိုနဲ့ပဲရာဂီနဲ့စုံတည်းမတို့မင်္ဂလာဆောင်ကြတာပေါ့သူတို့နှစ်ယောက်မင်္ဂလာပန်းကုန်းကိုအပြန်လှန်ဆွပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲစုံမရဲ့ကြောက်စရာကောင်းတဲ့ပုံပြောက်ပြီးအရန်လာတဲ့မိန်းကလေးပုံပြောင်းသွားခဲ့တော့တာပေါ့ ဒါဘလို့ဖြစ်သွားတာလဲမင်းကဆုံးမတယောက်လေဘလို့ဖြစ်ပြီးပရိရဲ့မျက်နှာပုံစံပြောင်းသွားရတာလဲ ဟုတ်ပါတယ်ရာဂီရှ်ငါပရိပါစုံမတယောက်ကငါလာတာကိုမနာလို့ဖြစ်ပြီးငါ့ကိုချိန်စာတိုက်လိုက်တာအဲ့ဒီချိန်စာကြောင့်ငါစုံမဖြစ်သွားတာချိန်စာပြေဖို့ဆိုရင်မင်္ဂလာပန်းကုန်းဆွပေးမှရမယ်သူကပြောတယ်တယောက်ယောက်ကမင်းကိုမင်္ဂလာဆောင်ပြီးပန်းကုန်းဆွပေးမှချိန်စာကပြေပြီးမူလပုံစံပြန်ဖြစ်မယ်တဲ့အခုမင်းငါ့ကိုမင်္ဂလာဆောင်ပြီးပန်းကုန်းဆွလိုက်တော့ချိန်စာပြေပြီးစုံမပုံကနေမူလပုံပြန်ဖြစ်သွားတယ်မင်းရဲ့ကျေးဇူးတရားကိုငါဘယ်တော့မှမမေ့ပါဘူး မဟုတ်ဘူးကျေးဇူးတရားတွေဘာလို့ပြောနေတာလဲအခုမင်းကငါရဲ့ဇနီးဖြစ်သွားပြီလေမင်းဆုံးသေးတဲ့ချိန်စာပြေပြီးမူလပုံစံဖြစ်သွားတော့ကိုငါကပိုတော်ဝမ်းသာပါတယ် ရာဂီကပရိကိုကြည့်ပြီးအရန်ကိုဝမ်းသာနေကြတာပေါ့သူတို့နှစ်ယောက်ကတယောက်ကိုတယောက်မေတ္တာသက်ဝင်သွားကြပါတယ်ပြီးတော့သူ့အဖေရန်ဘရကာရဲ့ကောင်းချီးမင်္ဂလာကိုယူကြတာပေါ့ရန်ဘရကာကပြောပါတယ် ငါမင်းတို့အရန်ဝမ်းသာတယ်မင်းဆုံးမရဲ့ချိန်စာကိုလည်းဖြစ်နိုင်ခဲ့တယ်ပြီးတော့မင်းညမစူနီသားရဲ့အသက်ကိုလည်းကယ်လိုက်တယ်မင်းအရန်ကောင်းတဲ့အလုပ်လုပ်ခဲ့တယ်ငါကတော့ဆုံးသေးရဲ့အတန်ကြားတာနဲ့တင်ကြောက်နေခဲ့တာငါသမီးဘွားတော့မတွေးရစရာပဲမင်းဖြည့်ရှင်းလိုက်တော့အားလုံးအဆင်ပြေသွားပြီဟုတ်ပါတယ်ဖေအဖေပြောတာတွေမှန်ပါတယ်အခုချိန်ကနေစပြီးမင်းတို့နှစ်ယောက်ပျော်ပျော်ရွှင်ရွှင်နဲ့ဘဝတည်ထူထောင်နိုင်ကြပါစေလို့အဖေဆုတောင်းပေးပါတယ် ဒီလိုနဲ့ပဲရာဂီဟာသူ့ဇနီးနဲ့အတူပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြတဲ့ကွယ်ပုံမြင်လေးကတော့ဒီလောက်ပါပဲကွယ်နောက်ထပ်ပုံမြင်လေးတွေနားထောင်ခြင်းနဲ့ဆိုရင်တော့ channel လေးကို subscribe နှိပ်ခဲ့ဖို့မမေ့ပါနဲ့နော်